ဒီနေ့ကတော့ Pass and Purpose မှာ40သွားရမယ့်နေပြီပါကျွန်တော်တို့အရင် Nifty Test ပေါ့နော် Pass and Purpose ကနေပြီးတော့ Nifty Test စစ်တုံးကဒါလေးကတော့ gift voucher လေးရထားတာပေါ့နော်မင်္ဂလာကင်းမှာ40သွားရပါမယ်28ပတ်လေးကြော်ပြီဆိုတော့တသားလေးဘယ်လိုပုံစံလေးဖြစ်မလဲဆိုတာကိုကျွန်တော်လိုက်ကြည့်ကြည့်ပါဒါကတော့ပထမဆုံး40တောက်ရိုက်တုံးကရေမွာရေက40ရိုက်ဖို့မလုံလောက်ဘူးဆိုလို့ဒုတိယတစ်ခေါက်ထပ်သွားမှအဆင်ပြေသွားတာပေါ့နော်တသားလေးอ่ะအလုပ်ပဲမင်္ဂလာပါရှင်အခုရှယ်ရှယ်လေးကနေမနက်စာကိုခောက်ဆွဲတုပ်စားပြပါပြီရှင်ပြောလိုက်ဟုတ်လားပဲလေးနဲ့ပြောလေရှယ်ရှယ်လေးရဆိုရင်ခောက်ဆွဲတုပ်စားပြပါမယ်ရှင်အနေနဲ့မကင်လန်တို့ကရွှေပလီမှာ breakfast ဝင်စားပြီးတော့ရှန်လေးကတော့ရွှေပလီကနေခောက်ဆဲတုပ်စားရဲပေါ့နော်ဒါလေးကတော့ရှန်ဒရာလေးရဲ့ food vlog ကတစ်ဖြတ်ပေါ့နော်အဲ့ဒါမေမေကပေးရနေပြီးတော့ဘယ်လိုစားရတယ်ဘယ်လိုလုပ်ရတယ်ဆိုတာလေးတွေကိုပြောပြပေးနေရပေါ့နော်ရှန်ဒရာလေးကအရင်လိမ့်မာရဲ့တင်ပေးတဲ့အတိုင်းလည်းသူကသူရအောင်စားတယ်ဘယ်တော့ခေါ်သွားခြင်းလဲမပါမယ်သူမရရပြီးတော့ဒီကငါတို့သားမျိုးအလုပ်ပေးထားမလေးကင်မရာထောင်းတော့စားပြန်လူနဲ့အောင်မလူနဲ့ပြန်မမြင်နော်ဒီတန်းတာဒီပါခိုင်းနေဖေးနဲ့သမီးနဲ့ဆော့နေပါရဲ့အိတ်ပုတ်လို့ထားခဲ့တာအိတ်ပုတ်ရင်တော့ထားခဲ့ခံရမှာပဲနော်မမ်ဆိုမမ်Moms and kids. Moms and kids. Moms and kids. ရှင်我怎么念路也应该被看的。特别的贵。哎，好看的。မမေလုတ်ပေးထားတာလေ哎，怎么的？你也说你哪里不一样？哪里没有？椒油没有嘞。လက်မြင်ရတယ်ပေါ့နော်ပြီးတော့ရေမွာလည်းနည်းနည်းရေမွာနည်းတယ်ဆိုတာကရေမွာရေကပုံမှန်ကိုဝင်ကမနေဘူးဒါပေမဲ့ရိုက်တဲ့အခါမှာဘောလုံးမမျောနေဘူးပေါ့နော်ပြောရမယ်ဆိုအဲ့လိုဖြစ်နေတော့ဒီနေ့ second time try မှာပါအဲ့ဒါကြည့်ပြီးတော့ try လို့ရပါတယ်အရန်တော့မျောလင့်မထားပါဘူးဒီနေ့ကလည်းပိုက်ကြီးကအရန်တင်းနေတော့ရေလည်းတော်တော်သိမတောက်နိုင်ဘူး3လီတာလောက်ပဲတောက်နိုင်တာဆိုတော့ကြည့်အောင်ပါပေါ့နော်ဒီနေ့ကတော့ချန်နယ်လေးအိုက်လာပါတယ်ဒါရှန်နယ်လေးက breakfast ပါပြေဦးဖေဦးညဆရာကောက်ကိုင်းစားရတာဟုတ်ဘူးလေအဲ့တော့တဝက်ပဲကျွေးစားမှာအဲ့ရပါစေကန်းကိုရောက်တော့လေညီမလေးတွေကအရန်အဆင်ပြေရဲ့မခင်လောင်ချစ်လို့ဆိုပြီးတော့ gift voucher 2ခုတောင်မှလက်ဆောင်ပေးတယ် voucher အတွက်ဘယ်လိုမျိုးလေးတွေလုပ်ရတယ်ဘယ်လိုမျိုးလေး attraction ရရမယ်ဆိုတာလေးတွေပါညီမလေးတွေကတခြားရှင်းပြပေးရဲ့哪里去呀？你video 里你们ဒီနာလေးတွေမကောက်ပါဒီကိုလုံးပါဘလုံးမတစ်ထောင်ထောင်နဲ့တော့ဒီနေ့တော်တော်ရေမွာရေလေးရလည်းပဲပုံမှန်ပဲဆိုတော့ခင်းမျက်နှာလေးကိုလည်းတော်တော်လေးတော့တွေ့လိုက်ရတယ်ပေါ့နော်အဲ့ရပါတယ်ကြည့်နေပါတယ်ကျွန်တော်တို့သွားခဲ့တဲ့နေရာတော့မင်္ဂလာကျဲပေါ့နော်ဟိုဟာနနုံဈေးအကျော်လေးမှာပါသူက Nifty Test တဲ့နေရာနေပြီးတော့ဒီဘက်မှာပေါ့နော် Nifty Test လို့ရှိရင် Pass and Purpose ကနေပြီးတော့ free ဒီမှာငါတဲမှာလာပြီးတော့ကိုယ်ကြီးရိုက်လို့ရတော့
ကိုဝင်ဘက်26နဲ့28ပေါ့နော်အဲ့ကြားထဲမှာရိုက်လို့ရတယ်ဆိုတော့ခင်ဗျားကတော့29ကျော်လေးမှာလာရိုက်ဖြစ်တာပါရှင်းရှင်းလေးမမောင်လေးကိုမြင်လိုက်ရလားချောလာမမောင်လေး ပုံလေးအများကြီးပဲပြီးရင် post တင်မယ် အလုံးဝနောက်ပြီးတော့ပြန်တင်မယ်နော် အမီးပြမှာမပြလို့တတာ